ကဲကျွန်တော်ရဲ့မိတ်ဆွေများခုနှစ်ရက်သားသမီးများအားလုံးကျွန်တော်ရဲ့ရွှေတနစ်တာကံကြမ္မာဆိုတဲ့အစီအစဉ်ကလေးကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာဒီကနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုဂမ်ဘီယာနီးလေးတစ်ခုပြောပြပေးလိုက်ပါတယ်ဒီနီးလေးကဘယ်လိုအခါမျိုးတွေမှာသုံးမလဲဆိုရင်ကိုယ့်ရဲ့လုပ်နေတဲ့လုပ်ငန်းတွေအဆင်မပြေဖြစ်နေတာတွေထိတ်ငေါ်နေတာတွေကြံ့ကြာနေတာတွေရပ်တန့်နေတဲ့အခါမျိုးတွေမှာဒီနည်းကလေးကိုသုံးရမှာဖြစ်ပါတယ်ဒီနည်းကလေးကိုသုံးဖို့ဘာလို့ပစ္စည်းလေးတွေလိုမလဲဆိုရင်ကျွန်တော်တို့ကျွေးပကံများလေးတစ်ချက်လိုပါတယ်နောက်ပြီးတော့ဂျင်းတက်ကလေးတစ်ထပ်လိုပါတယ်ဖျောင်းနိုင်လေးတစ်တိုင်းလိုပါတယ်ဖျောင်းနိုင်လေးတစ်တိုင်းကိုဖျောင်းနိုင်လေးမီးထွန်းမယ်ဖျောင်းနိုင်လေးမီးထွန်းမယ်ဘယ်အပေါ်မှာထွန်းရမလဲဆိုတော့ဒီဂျင်းတက်ကလေးပေါ်မှာထွန်းရမှာဖြစ်ပါတယ်ပကံများဂျင်းတက်ဖျောင်းနိုင်လေးနဲ့ကိုယ့်အိမ်ကဖျားမှာမီးပူဇော်မှာဖြစ်ပါတယ်ဖျားမီးပူဇော်မယ်ဖျားမီးပူဇော်ပြီးတော့ဖျားကိုလှူဒန်းတယ်ပေါ့နော်ဖျားကိုလှူဒန်းတဲ့အစီအရင်လေးဖြစ်ပါတယ်မနက်တစ်ချိန်ညတစ်ချိန်ပြုလုပ်အောင်မှာဖြစ်ပါတယ်နော်ပြုလုပ်တဲ့အခါမှာလေးလေးနက်နက်ဆူတောင်းအောင်ပါပေါ့နော်ကိုယ့်ရဲ့ကြံ့ကြာနေတဲ့လုပ်ငန်းတွေအများဆုံးအဆင်ပြေပါစေအောင်မြင်ပါစေအထင်ငေါအခက်အခဲအကျက်တဲမရှိဘဲနဲ့အဆင်မြန်အဆင်ပြေပါစေမြန်ပြီးပြတ်ပါစေဆိုပြီးတော့ဆူတောင်းအောင်မှာဖြစ်ပါတယ်နော်အဲ့ဒါမျိုးလေးနေရောညရောပေါ့နော်နေချင်းညချင်းလို့ခေါ်တယ်ဒီအစီအရင်ကိုကျွန်တော်တို့နေချင်းညချင်းအစီအရင်လို့ခေါ်ပါတယ်နော်မနက်တစ်ချိန်ညတစ်ချိန်ပုံမှန်လေးပေါ့နော်ရက်ဆက်ကလေးလုပ်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ကိစ္စအရေးကြီးရင်ကြီးသလိုဆက်ပြီးတော့နေ့စဉ်ရက်ဆက်ပြုလုပ်ပေးပါနော်မကြခင်မှာမိတ်ဆွေတို့ရဲ့အခက်အခဲတွေရပ်တန့်နေတဲ့လုပ်ငန်းတွေထိတ်ငေါကြံ့ကြာနေတဲ့ကိစ္စတွေအဆင်ပြေအောင်မြင်သွားမှာဖြစ်ပါတယ်ကဲဆက်လက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်တရက်စာကံကြမ္မာလမ်းညွှန်လေးကိုလည်းစနစ်တကျတွက်ချက်ပေးလိုက်ပါတယ်ဗျာဒီကနေ့မှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ကိုလုပ်နေတဲ့အလုပ်တွေပေါ့နော်ကိုယ့်ရဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာမွမ်းမံတာအသစ်တိုးချဲ့တဲ့ကိစ္စတွေကောင်းပါတယ်ဒီကနေ့မှာကိုခက်ခဲနေတဲ့မဖြေရှင်းနိုင်တဲ့ကိစ္စတခုမထင်မှတ်ဘဲနဲ့အဆင်ပြေအောင်မြင်သွားတတ်ပါတယ်ဒီကနေ့မှာထီကံငွေကံအားကောင်းတာမို့ထီလဲထိုးတဲ့နေ့ဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့အလုပ်တွေလည်းရင်းနှီးမြှုပ်နှံတဲ့နေ့ဖြစ်ပါတယ်တခုသတိထားရမှာကတော့ဒီကနေ့မှာကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့တငယ်ချင်းတွေကြောင့်စိတ်ညစ်စရာစိတ်အနှောက်အယှက်ကြုံစရာတော့ဖြစ်ပေါ်တတ်ပါတယ်ဒီကနေ့မှာကံကောင်းစေမယ့်အရာတွေကတော့အဝါရောင်အဖြူရောင်စင်စွယ်ရောင်လို့ဖြစ်ပါတယ်ဒီကနေ့မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့1ကဏ္ဍ2ကဏ္ဍ4ကဏ္ဍ9ကဏ္ဍလို့ဖြစ်ပါတယ်ဒီနေ့တစ်နေ့ဒါကံပွင့်လက်ရွှင်စေဖို့အတွက်ဆိုရင်ကိုယ့်ရဲ့အိမ်ဖျားမှာအာလူဟင်းနဲ့ထမင်းတစ်ပွဲစွန်းတော်ကတ်လူပေးပါဗျာဒီနေ့တစ်နေ့ဒါကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်စေဖို့အောင်တတ်ရစေဖို့အတွက်ဆိုရင်လည်းအာလူကြော်ကလေးကိုစတိဖြစ်စားပြီးဆူတောင်းပြီးမှလှုပ်ဆောင်ပေးပါဗျာကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးတစ်နေ့တာလုံးကံကောင်းခြင်းများကိုပိုင်ဆိုင်ပြီးဒုရဆန္ဒများပြည့်စုံကြပါစေဗျာ